အထက်ရောက်တော့တွေးလိုက်တာကဖုံတွေအလိမ့်လိမ့်တက်နေတဲ့မှန်တစ်ချက်ဇပွဲပေါ်မှာတင်ထားတာကျွန်တော်လေအဲ့ဒီမှန်ပေါ်ကဖုံတွေကိုပြောင်းအောင်တုတ်လိုက်တယ်ဗျတုတ်ပြီးလို့မှန်ကိုမျက်နှာလွှဲပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှာမှန်ပေါ်မှာရောင်ပြန်ဟပ်နေတဲ့ကျွန်တော်ရဲ့အနောက်ဘက်နေရာမှာတခြားမျက်နှာတစ်ခုကရုပ်တရက်ကြီးကိုပေါ်လာတာသူကအယိုးပေါ်အရေးတင်လောက်အောင်ပါးလျားနေတဲ့မိမငယ်လေးတယောက်သပင်ကနှက်မောင်နေပြီးတော့ညှဝိအင်ကြီးအဖြူရောင်ကိုဝစ်ဆင်ထားတယ်ကျွန်တော်လမ်းပြန်ပြီးတော့လျှက်တဲ့ပြဲနောက်ကိုပြန်လှည့်ကြည့်လိုက်ပေမဲ့နောက်မှာဘာမှမရှိတော့ဘူးအဲ့ဒီမြင်ကွင်းကိုကျွန်တော်တင်မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့တငယ်ချင်းမှာတွေးလိုက်တာဗျဒီအဖြစ်ပြက်ကကျွန်တော်အဖိုးငယ်စဉ်ကတက္ကသိုလ်တက်ရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်ကလေးကိုကျွန်တော်ကိုပြန်ပြီးတော့ပြောပြပေးထားတာဗျဒီအဖြစ်ပြက်လေးကိုကျွန်တော်ကြုံတွေ့ခဲ့တဲ့ပုံစံမျိုးအတိုင်းပြန်လည်ပြောပြပေးပါမယ်ကျွန်တော်နာမည်ကတော့ထိန်ဝင်းပါကျွန်တော်ရန်ကုန်တက္ကသိုလ်မှာကျောင်းတက်ခဲ့တုန်းကကြုံတွေ့ခဲ့ရတဲ့မေးမရတဲ့ခြောက်ချားစရာအဖြစ်ပြက်တစ်ခုကိုပြန်လည်မျှဝေပေးခြင်းပါတယ်ကျွန်တော်တက္ကသိုလ်စတက်တဲ့နှစ်ကနေဝေးကကျောင်းသားတွေဆိုရင်တက္ကသိုလ်အဆောင်မှာနေလို့ရတယ်ဗျနေကားလာတဲ့ကျောင်းသားအများစုကတော့ပြင်ဆင်ထားတဲ့အဆောင်အသစ်တွေနာမည်ကြီးအဆောင်တွေကိုပဲလူပြီးတော့နေကျင်ခဲ့ကြတယ်ကျွန်တော်အဲ့ဒီနှစ်ကကျောင်းကိုရောက်တာနောက်ကြတော့ကံမကောင်းစွာနဲ့တီးတန့်ခွဲထုတ်ထားတဲ့အဆောင်အဟောင်းကြီးတစ်ခုမှနေရတယ်အဲ့ဒီအဆောင်ကရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာရှိပေမဲ့ဂျပန်ခေတ်ကတည်းကကြံခဲ့တဲ့တက်တန်းအရင်ဆုံးအဆောင်အဟောင်းကြီးဗျရှေးဟောင်းအုံနီခဲကြီးတွေနဲ့စောက်ထားပြီးတော့အတော်လေးကိုအိုဟောင်းစုပ်ပြက်နေပြီဂျပန်ခေတ်တုန်းကစစ်ဆေးရုံစစ်စခန်းတစ်ခုခုအဖြစ်အသုံးပြုခဲ့တယ်လို့လည်းပြောကြတယ်ဗျဒီအဆောင်မှာတာမန်2ယောက်ခန်းတွေထက်1ယောက်ခန်းတွေကပိုများတယ်အဆောင်မလောက်လို့ပိုရှန်လာတဲ့သူတွေကိုဒီမှာစုပြုံပြီးတော့ထားလေရှိတယ်ဗျညဘက်ဆိုရင်အခန်းရဲ့4ပုံ1ပုံလောက်မှာပဲမီးလင်းနေတတ်ပြီးတော့ကြံတဲ့နေရာတွေကမှောင်မိုက်နေတတ်တယ်ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေပြီးတော့ပြစ်ပယ်ထားတဲ့အဆောက်အုံအဟောင်းကြီးတစ်ခုလိုအေးဆက်ဆက်နဲ့ခြောက်ချားဖို့ကောင်းလာတယ်ဗျဒီဆောင်နဲ့ပတ်သက်ရင်တော့ဗျာကျောင်းသားဟောင်းတိုင်းလိုတည်ထားကြတဲ့နာမည်ကြီးတန်နာကြီးတစ်ပုဒ်လည်းရှိသေးတယ်ဗျဒီအဆောက်အုံဟောင်းကြီးကဂျပန်တွေမဝင်လာခင်ကဩဇာအရန်ကြီးတဲ့တစ်တထေးကြီးဥပတင်ပိုင်ဆိုင်တဲ့စံအိမ်ကြီးဖြစ်ခဲ့တယ်လို့လည်းတချို့တွေကပြောကြတယ်အဲ့ဒီဥပတင်မှာနှင်းဆိုတဲ့သမီးငယ်လေးတယောက်ရှိတယ်အဲ့ဒီကောင်မလေးကငယ်စဉ်ကတည်းကနိုင်ငံကနေကွာကျနေတဲ့စေးတုပ်ထားတဲ့အဖက်တွေကိုချစ်ယူစားတတ်တဲ့အကျင့်ဆိုရှိတယ်တဲ့ဗျာအဲ့ဒီကောင်မလေးကအသက်အရွယ်ရလာတဲ့အခါစိတ်ကူးရင်စမ်းပြားတာတွေဖြစ်လာပြီးတော့အကျန်းဖတ်တတ်တဲ့စိတ်သက်ရှိတဲ့မူမမှန်တဲ့ကလေးတယောက်ဖြစ်လာတယ်ဗျသူ့ရဲ့မိဘတွေကအရန်လဲချမ်းသာတယ်ဗျသမီးဖြစ်သူကိုနာမည်ကြီးတဲ့ဆေးဆရာတွေရှိတဲ့နေရာတွေအစုံကိုလိုက်ပြီးတော့စေကုသပေးခဲ့တယ်နောက်ပိုင်းယောဂကပိုဆိုးလာပြီးတော့မိဘတွေကိုတော့မိဘမှန်မသိဘဲနဲ့ရံမူလာတဲ့အထိကိုယောဂကစိုးဝါးလာတာဗျနောက်တော့မိဘတွေတင်မကဘဲနဲ့သစိမ်းတွေကိုပါရံမူလာလို့ဒုတိယထက်ကအခန်းတစ်ခန်းထဲမှာတော့ပိတ်ပြီးတော့လှောင်ထားခဲ့တာအစာကိုတောင်တကားအောက်ကနေပဲတွန်းသွင်းပြီးတော့ကျွေးခဲ့ကြတယ်လို့လည်းပြောကြတယ်နောက်တော့အဲ့ဒီကောင်မလေးကခြီထားတဲ့ကြိုးတွေဖြုတ်ပြီးတော့သူ့ခန်းပြတင်းပေါက်ကနေအောက်ကိုခုန်ချသွားခဲ့တယ်ဗျစိတ်မကောင်းစွာနဲ့ပဲသွေးအိုင်ထဲမှာတင်သေဆုံးသွားခဲ့တယ်ဗျအဲ့ဒီဖြစ်ရဆိုကြီးပြီးသွားပြီးတဲ့နောက်ဒုတိယကမ္ဘာစစ်မီးကူးဆက်လာချိန်မှာတော့ဥပဒေတို့မိသားစုလည်းအဲ့ဒီအိမ်ကြီးကိုပြစ်ပြီးတော့ထွက်ပြေးခဲ့ကြတယ်ဂျပန်တွေဝင်လာတော့အဲ့ဒီအဆောင်အုံကိုတိမ့်ပိုက်အသုံးပြုခဲ့ကြတယ်လို့လည်းသိရတယ်ဗျကျွန်တော်အဲ့ဒီအဆောင်ကိုပြောင်းလာပြီးတော့မကြခင်မှာပဲထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကဖြစ်လာတယ်ညတိုင်းလို့ကျွန်တော်အခန်းရှိရဲ့ဇင်းကြံလမ်းမှာလမ်းလျှောက်နေတဲ့အတန်တွေကိုကြားရပြီးတော့အဲ့ဒီအတန်တွေကကျွန်တော်အခန်းတကားရှိရောက်ရင်ရက်သွားတတ်တယ်ဗျတကားဖွင့်ကြည့်လိုက်ရင်လည်းဘယ်သူမှမရှိသလိုအဲ့ဒီအထက်တစ်ခုလုံးမှာလည်းဘယ်ကြောင်းသားမှရှိမနေဘူးဒါအပြင်တကားတွေကသူ့လိုပိတ်သွားတာပြန်ဖွင့်တာတွေဂျိန်းဆိုတဲ့အတန်တွေကိုလည်းကြားရတယ်ဗျတခါတလေအဲ့ဒီရှောက်လမ်းမှာဂျပန်စစ်ပနက်တွေစီးပြီးတော့ရှောက်နေတဲ့ခြေတံပြင်းတွေကြားရတဲ့အခါမျိုးတွေလည်းကျွန်တော်ခဏကိုကြုံရတယ်ဗျအစိုးဆုံးကကျောင်းရဲ့လုံခြုံရေးဦးလေးကြီးကိုယ်တိုင်ကတော့မင်းတို့အဲ့ဒီအဆောင်ထဲမှာမိန်းကလေးတယောက်ကိုတွေ့ရင်နောက်ကနေလိုက်မသွားကြနဲ့လို့ကျွန်တော်တို့ကိုတတိပေးတဲ့အထိပါပဲဒီလိုနဲ့တစောင်းတိုင်းပွဲတော်ရောက်လာတဲ့အခါကျောင်းသားတွေကအဲ့ဒီဂျပန်ခေတ်အဆောင်အဟောင်းကြီးအနီးမှာရန်ပုံငွေဈေးရောင်းပွဲနဲ့ဇက်ပွဲတွေပြုလုပ်ကြတယ်ဗျပွဲကျင်းပနေစဉ်မှာပဲအဆောက်အုံကြီးတစ်ခုလုံးရဲ့
မီးလောင်ကရိယာအချက်ဘေးဘဲတွေကရုတ်တရက်အကျယ်ကြီးကိုထမိလာတယ်တိတ်မကြဘူးဗျအဲ့ဒီမီးတက်ကားတွေကချက်ချင်းရောက်လာပြီးတော့စစ်ဆေးခဲ့ကြတယ်မီးကိုငွေတွေလျှက်စစ်ချိုရင်းချက်တွေဒါမှမဟုတ်မတမာသူတယောက်ယောက်ကဘဲကိုဆွဲလိုက်တဲ့တက်တဲ့အထောက်ထားတွေအဲ့ဓာတွေလုံးဝကိုမတွေ့ရဘူးအဲ့ဒါကြောင့်ပွဲကိုစောစောစီးစီးရက်နားလိုက်ရတယ်အဲ့ဒီအချိန်မှာအပြင်ကိုဘေးလွတ်ရာထွက်ပြေးကြတဲ့ចောင်းသားတချို့ကအဆောက်အုံအပေါ်တဲ့ဗျတင်းပေါက်ကနေညဝိအဖြူရောင်ဝစ်ထားတဲ့မိန်းကလေးတယောက်ကအပြင်ဘက်ကိုငေးကြည့်နေတာကိုတွေးလိုက်ရတယ်လို့လည်းပြောလာကြတယ်ဗျအဲ့ဒီဖြစ်ရဖြစ်ပြီးတဲ့ရက်ပိုင်းအကြာညတကောင်12နာရီလောက်မှာကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းဇော်မင်းကျွန်တော်တို့နေအောင်အဲ့ဒီအဆောက်အဦရဲ့ပစ္စည်းအဟောင်းတွေထားတဲ့မြေအောက်ခန်းလိုအခန်းကိုတွားကြည့်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့တိုင်ပင်ကြတယ်ဗျကျွန်တော်ကလည်းလူငယ်တွေဆိုတော့စွန့်စွန့်ဆာဆာသွားကျင်တဲ့စိတ်ရှိတယ်အဲ့မှာမယိုးသားတာဘာများရှိမလဲဆိုပြီးတော့အဲ့ဒီလိုစူးစမ်းကျင်စိတ်ကဖြစ်လာတာနဲ့ကျွန်တော်တို့နေအောင်အဲ့ဒီကိုသွားဖို့ဖြစ်လာတယ်မြေအောက်ခန်းရဲ့တစ်ဖက်မှာစာအုပ်တွေတစ်သားကုံအဟောင်းတွေစုပုံထားတဲ့စတိုခန်းရှိပြီးတော့တခြားတစ်ဖက်မှာတော့မှန်ပြတင်းပေါက်ပါတဲ့တန်တကားကြီးနဲ့ပိတ်ထားတဲ့အခန်းတစ်ခန်းလည်းရှိတယ်ကျွန်တော်ကအဲ့ဒီမှန်ပြတင်းပေါက်ကနေအတွင်းကိုချောင်းကြည့်လိုက်တော့မီးရောင်အောင်မှာဖုံတွေအလိမ့်လိမ့်တက်နေတဲ့ဂရင်းဟောင်းနဲ့တစ်သားစပွဲဟောင်းတွေကိုတွေ့ရတယ်ကျွန်တော်ပြတင်းပေါက်ကိုအတင်းဖွင့်ပြီးတော့အထဲကိုဝင်မယ်လို့တော့ကျွန်တော်တငယ်ချင်းကဟေ့အောင်ငွေနဲ့လေကွာပြန်ကြမယ်အဲ့ဒါလို့ကျွန်တော်ကိုတားတယ်ဗျကျွန်တော်လည်းရောက်လက်စနဲ့မထူးတော့တာနဲ့ခဏကွာအထဲမှာဘာရှိလဲကြည့်လိုက်အောင်မယ်ဆိုပြီးတော့ကျွန်တော်လည်းဝင်သွားလိုက်တယ်ကျွန်တော်ဝင်သွားပြီးတော့ကျွန်တော်တငယ်ချင်းကပါအနောက်ကနေလိုက်ဝင်လာတယ်ဗျကျွန်တော်နှစ်ယောက်ရဲ့မီးအောင်တွေကအခန်းထဲမှာလင်းထိန်နေတယ်အထဲရောက်တော့တွေးလိုက်တာကဖုံတွေအလိမ့်လိမ့်တက်နေတဲ့မှန်တစ်ချက်ဇပွဲပေါ်မှာတင်ထားတာကျွန်တော်လည်းမှန်ပေါ်ကဖုံတွေကိုပြောင်းအောင်တုပ်လိုက်တယ်တုပ်ပြီးလို့မှန်ကိုမျက်နှာလွှဲပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှန်ပေါ်မှာရောင်ပြန်ဟပ်နေတဲ့ကျွန်တော်ရဲ့အနောက်မှာတခြားမျက်နှာတစ်ခုခုကရုတ်တရက်ကြီးကိုပေါ်လာတာသူကအယိုးပေါ်အရေးတင်လောက်အောင်ပါလျားနေတဲ့မိန်းကလေးတယောက်ဇပင်ကနတ်မောင်ပြီးတော့ညဝေအင်ကြီးအဖြူအောင်ကိုဝစ်ထားတယ်ကျွန်တော်လျှက်တစ်ပြက်နဲ့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါအနောက်မှာဘာမှကိုမရှိဘူးဗျမှန်တဲ့ကိုပြန်ကြည့်လိုက်တဲ့အခါမှာလေမှန်ကြီးကအလွတ်ကြီးဘာမှကိုမရှိဘူးအဲ့ဒီမြင်ကွင်းကိုကျွန်တော်ရင်မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့တငယ်ချင်းမှတွေ့တာကျွန်တော်နှစ်ယောက်လုံးကြောက်လန့်တကြားနဲ့အပေါ်ထက်ကိုအမြန်တက်ပြေးကြတယ်ဗျရှောင်းလန်းတစ်ဝက်လောက်ရောက်တော့ကြောချမ်းစရာကောင်းတဲ့ကောင်မလေးတယောက်ရဲ့ငိုတန်ကြီးလိုအတန်ကအတိုင်းသားကိုကြားနေရတယ်ကျွန်တော်တို့လည်းအခန်းထဲပြန်ရောက်မှပဲတက်ပြင်းချနိုင်တော့တယ်ဗျာကျွန်တော်တို့နှစ်ယောက်လည်းနောက်ပဲတော့မှအဲ့ဒီအခန်းထဲကိုထပ်မသွားကြတော့ဘူးဗျခုတော့အဲ့ဒီနေရာတွေကမရှိတော့ဘဲနဲ့အဆောင်အသစ်တွေပြန်လဲစောက်ထားကြပါပြီဒီဇလန်လေးကတော့ရန်ကုန်တက္ကသိုလ်အဟောင်းကြီးကအရန်ကိုကြောက်စရာကောင်းတဲ့ထိတ်လန့်စရာဇလန်လေးပဲဖြစ်ပါတယ်ဗျာဒီဇလန်လေးကိုပေးပို့လာတဲ့သူကတော့ကျွန်တော်အပေါ်မှာပြထားတဲ့ညီကိုပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ရဲ့နိုင်ငံမှာဒီလိုမယုံနိုင်စရာကောင်းတဲ့တကယ်ကိုလက်တွေ့ကျကျဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကတကယ်ကိုရှိတာဗျမယုံလို့လည်းမရဘူးဗျကဲအခုလိုပေးပို့လာတဲ့အကူကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နာမည်ကနေလင်းမှာမွန်ပြည်နယ်မူးတုံမြို့နယ်ဘက်ကရာဘာချန်တွေဒူးရင်းချန်တွေပေါ်များတဲ့ရွာလေးတွေမှာကြီးပြင်းခဲ့တယ်ဆိုပါတော့ဗျာ2019ခုနှစ်ဝန်းကျင်တုန်းကကျွန်တော်တို့ရွာမှာဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့တဲ့တကယ်အဖြစ်အပျက်တစ်ခုကိုကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကိုပြန်လည်မျှဝေပေးခြင်းတယ်ဗျာကျွန်တော်ငယ်ငယ်တုန်းကအိမ်နောက်ဖေးမှာအဖွားကအဝတ်တွေလျှော်ပြီးတော့အထုပ်ကြီးထုတ်နေတာကိုတွေ့တော့လူတယောက်ပိတ်ဖြူပတ်ထားတဲ့ပုံစံပေါက်နေလို့သွားပြီးတော့စားနောက်ဖူးတယ်ဗျအဲ့ဒီမှာအဖွားကကျွန်တော်ရဲ့ခေါင်းကိုလှမ်းခေါက်ပြီးတော့တေသွားတဲ့မကြွမလွတ်တဲ့ဝိညာဉ်တွေကအယံသနာဖို့ကောင်းတယ်မနှောက်ရဘူးဆိုပြီးတော့ကျွန်တော်ကိုစူတယ်အဲ့ဒီချိန်တုန်းကအဖွားပါပြောမှန်းကျွန်တော်တိတိကျကျကိုမသိခဲ့ဘူးကျွန်တော်နယ်ဘက်တွေမှာလူတယောက်တေဆုံးသွားရင်ခြေမနှစ်ဖက်လက်မနှစ်ဖက်ကိုကျိုးပြူလေးတွေနဲ့ပူးချီလေးရှိတယ်လို့အလောင်းကိုပိတ်ဖြူပတ်ကြတချို့ຢာတွေမှာဖြာနဲ့ပါတေချာပတ်ပြီးတော့ကျိုးချီလေးရှိတယ်ဗျမြေမချခင်ဒါမှမဟုတ်မီးမသိကြိုခင်မှာအဲ့ဒီချီထားတဲ့ကျိုးတွေကိုဓာတ်နဲ့ဖြတ်ပေးရတဲ့ထုံးစံလည်းရှိတယ်အဲ့ဒီလိုမှမဖြတ်ပေးခဲ့ရင်တေဆုံးသူရဲ့ဝိညာဉ်ကမကျွတ်မလွတ်ဖ ೇನೆ အဲ့ဒီအလောင်းကောင်မှာပိတ်မိနေတတ်တယ်လို့လည်းယုံကြည်ကြတယ်ဗျခြေထောက်တွေကိုပူးချီခံထားရတဲ့အတွက်လမ်းမလျှောက်နိုင်ပဲနဲ့တရေဖြစ်ရင်တော့ခုံဆွာနေတာသွားလာလှုပ်ရှားနိုင်တော့တာမျိုးပါကျွန်တော်နယ်ဘက်ကရွာတွေမှာတော့ပိတ်ဖြူနဲ့ပတ်ပြီးတော့မြုပ်တာများပါတယ်တနေ့တောက်ကြနေညဘက်ကြီးကျွန်တော်ရဲ့တငယ်ချင်းဇော်မင်းအောင်ကြီးနဲ့
ဝမ်းခွဲညီဖြစ်သူညီတို့ကျွန်တော်တို့၄ယောက်သာမိုးရွာပြီးစာရွာလန်းအတိုင်းကိုထွက်လာခဲ့ကြတယ်ဗျလမ်းဘေးမှာရာသီပေါ်ဒူးရင်သီးရောင်းတဲ့ဆိုင်ကိုတွားရှာကြတာအဲ့ဒီညက9 နာရီကျော်နေပြီတော့ရဆိုတော့အဲ့ဒီအချိန်အိတ်တဲ့သူကအိတ်နေကြပြီဗျရာဘာချန်ဆန်နာကငှက်ပြောတော်ဘေးကိုရောက်มาတော့အဖြူရောင်အထုပ်ရှိရည်ကြီးတစ်ခုမတ်တက်ရက်နေတာကိုကျွန်တော်လှမ်းတွေ့လိုက်တယ်အစားကတော့ဓာတ်မြေဩဇာအိတ်ဒါမှမဟုတ်စံအိတ်ကြီးထောင်ထားတာလို့လေကျွန်တော်ထင်ခဲ့တာဒါပေမဲ့အဲ့ဒီအရာကြီးကကျွန်တော်တို့ဘက်ကိုတဖြည်းဖြည်းနဲ့ရိုင်းလာတယ်လမ်းမရောင်အောက်မှာမျက်နာကိုကြည့်လိုက်တော့အဝိဇ္ဇအဖြူကြီးခေါင်းကိုပတ်ထားတာပဲတွေ့ရတယ်ကားမှာတော့ခပ်ပတ်လိုအမဲရောင်ကြိုးတစ်ချောင်းခြိထားတာလည်းတွေ့ရတယ်ဗျပြီးတော့ရှုံ့နေဘက်ကိုဘွက်ဆိုတဲ့အတန်မြည်ပြီးတော့ကျွန်တော်တို့စီကိုခုံလာတာဗျကျွန်တော်တို့၄ယောက်လုံးကြောက်လန့်တကြားအော်ဟစ်ပြီးတော့လမ်းဘေးမှာရပ်ထားတဲ့ဒိုင်နာကအဟောင်းကြီးရဲ့နောက်ွယ်ကိုပြေးပြီးတော့ပုံလိုက်ကြတယ်တငယ်ချင်းဖြစ်သူဇော်မင်းကကြောက်လန့်တုံရင်နေတဲ့ကြားကနေသူ့ရဲ့ဖုန်းကိုထုတ်ပြီးတော့ဓာတ်ပုံကိုရိုက်ချလိုက်တယ်ဗျခဏကြာတော့အဲ့ဒါကြီးကမရက်ဘဲနဲ့ကျွန်တော်တို့စီကိုဆက်လာနေလို့အဲ့ဒီနေရာမှာကျွန်တော်တို့လည်းဆက်မနေရတော့ဘဲနဲ့អော်ပြီးတော့အိမ်ကိုတန်းပြေးကြတယ်ဗျတရားလုံးလည်းစူးစူးညံ့ညံ့ကိုဖြစ်သွားတာအိမ်ရောက်တော့အဖွားနဲ့ဦးလေးကဒုတ်တွေဓာမီတွေနဲ့လမ်းပေါ်ထွက်ရှာကြပြီမဲ့ဘာအစားနာမှမတွေ့ရတော့ဘဲနဲ့ပျောက်သွားတယ်နောက်တော့တငယ်ချင်းဖြစ်သူရဲ့ဖုန်းထဲကိုကြည့်တော့မထင်မရှားနဲ့အဖြူရောင်အလောင်းကောင်လမ်းလျှောက်နေတဲ့ပုံကြီးကိုတွေ့တော့မှအားလုံးလည်းယုံသွားကြတယ်ဗျနောက်တော့အဲ့အလောင်းကောင်ကရွာမြောက်ပိုင်းကဒေါ်မုံရဲ့အဖေအဘဦးဘိုးကြည်တယ်ဗျာသူတို့ကတော့အဲ့ပုံကိုကြည့်ပြီးတော့စိတ်မကောင်းလို့ငိုနေကြတယ်ဗျာအဲ့ဒီဘာကအသက်68နှစ်ထိနေသွားတာဗျာစုံသွားတာ3 လလောက်ပဲရှိသေးတာနောက်တော့ရွာလူကြီးတွေတိုင်ပင်ကြပြီးတော့အဲ့ဒီတည်သွားတဲ့အဖိုးအိုရဲ့မိသားစုဝင်တွေရဲ့ရွာသူရွာသားတွေရဲ့ရွာကဆရာတော်တွေရဲ့တင်းချိုင်းကိုတွားခဲ့ကြတယ်ဗျကျွန်တော်တို့ကတော့ကြောက်လို့လိုက်မသွားခဲ့ဘူးသူတို့မြေကြီးကိုတူးဆွပြီးတော့စစ်ဆေးကြည့်လိုက်တဲ့အခါအခေါင်းထဲမှာအယိုးကျနေပါပြီပြီးတော့မဖြတ်ရသေးပဲနဲ့ကြံရစ်နေတဲ့ညစ်ပတ်နေတဲ့အထုပ်ကျိုးတွေနဲ့ခြေထောက်ပူးချီထားတဲ့ကျိုးတွေကိုတကယ်ပဲတွေးခဲ့ကြတယ်ဗျရွာလူကြီးတွေကအဲ့ဒီကျိုးကိုစနစ်တကျနဲ့ဖြတ်ပေးပြီးတော့ဆရာတော်တွေကမြစ်တာတုပ်ရွတ်ဖက်ဆူတောင်းပေးပြီးတော့မြေကိုပြန်ဖုံးပေးခဲ့ကြတယ်အဲ့ဒီအဖိုးကိုမြုပ်တော့မြုပ်တဲ့သူတွေကအရက်မူးပြီးတော့ဖြတ်ဖို့မေ့သွားတာတယ်ဗျာနောက်ညတော့သူသမီးကိုအိမ်မက်လာပေးတယ်ပြောတယ်ဗျအိမ်မက်ထဲမှာအဝတ်အစားအသစ်တွေနဲ့ပြုံပြုံကြီးသူ့ကိုလက်ပြနှုတ်ဆက်နေတယ်တဲ့ဗျာကဲဒါလေးကလည်းမွန်ပြည်နယ်မူရုံဘက်မှာတကယ်ကိုဖြစ်ပျက်သွားတဲ့ကြောချမ်းစရာအဖြစ်ပျက်လေးပဲဗျာဒီအဖြစ်ပျက်လေးကိုပေးပို့လာတဲ့အကူကတော့ကျွန်တော်ဒီပုံမှာပြထားတဲ့အကူပဲဖြစ်ပါတယ်ဗျာအခုလိုတကူတကပေးပို့လာတဲ့အတွက်ဒီအကူကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နာမည်ကတေးစပါကျွန်တော်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့စဉ်းစားမိတိုင်းအခုအချိန်ထိကြောချမ်းသွားစီမဲ့အဖြစ်အပျက်တစ်ခုကိုပြောပြခြင်းတယ်ဗျာဒီဖြစ်ပျက်က2025ခုနှစ်ဇူလိုင်လလောက်တုန်းကပြင်းဦးလင်မှာရှိတဲ့ကျွန်တော်တို့ရဲ့အိမ်မှာဖြစ်ခဲ့တာပါကျွန်တော်သမီးလေးတီတီကသပင်ပုံသွင်းတာအလှအပပြင်ဆင်တာကိုတိတ်ပြီးတော့ဝါသနာပါတာဗျအဲ့ဒါကြောင့်သူ့အတွက်သပင်ပုံသွင်းလေ့ကျင့်လို့ရအောင်လူကောင်းပုံစံအယုတ်ကောင်းတစ်ခုကိုကျွန်တော်ဝယ်ပေးထားတာအဲ့ဒီအယုတ်ကောင်းကိုအိမ်အောက်ထက်ဧကန်ကဆိုပါကုံရဲ့ဘေးနားမှာအမြဲတမ်းထားလေရှိပါတယ်အဲ့ဒီနေ့ကကျွန်တော်အမျိုးသမီးစုစုရဲ့ဧကန်ထဲမှာထိုင်ပြီးတော့ TV ကြည့်နေကြတာပါသမီးလေးကလည်းအဲ့ဒီနားမှာပဲရှိနေတာပါအဲ့ဒီချိန်မှာပဲလုံးဝမမျှော်လင့်ထားတဲ့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုကကျွန်တော်တို့မျက်စိရှေ့လေးတင်ဖြစ်သွားခဲ့တာအစာပိုင်းမှာဧကန်တောင်းကအယုတ်ကောင်းကြီးကထူးထူးဆန်းဆန်းသူ့လိုနည်းနည်းလှုပ်သွားခဲ့တယ်ပထမတစ်ခါမှာတော့ကျွန်တော်တို့အားလုံး TV ကြည့်နေလို့ဘယ်သူမှသတိမထားမိလိုက်ဘူးဒါပေမဲ့ဒုတိယအချိန်ထပ်ပြီးတော့တိတိတသားကြီးရွေ့သွားတဲ့အချိန်မှာတော့စုစုရောသမီးလေးပါအတိုင်းသားကိုမြင်လိုက်ရတယ်အယုတ်ကြီးကအသက်ဝင်နေတဲ့လူတစ်ယောက်လိုခေါင်းလှဲ့လာတဲ့ပုံစံမျိုးဆိုတော့သမီးလေးကအလုံးကြောက်လန့်သွားပြီးတော့ဆိုဖာကွန်ပေါ်ကနေခုန်ဆင်းပြီးတော့ကျွန်တော်စီကိုတန်းတန်းမမတ်ကိုပြေးလာတော့တယ်ကျွန်တော်မိမစုစုကလည်းဖေးရီအကိုဟိုအယုတ်ကြီးကျမကိုလှည့်ကြည့်သွားတယ်ကျွန်တော်မိမလည်းကျွန်တော်ကိုငဲသမ်းမအောင်ကိုအော်ပြောတာသမီးလေးဆိုရင်ကြောက်လွန်းလို့သူ့ရဲ့ပါဇက်လေးကိုလက်နှစ်ဖက်နဲ့အုပ်ထားရှာတယ်အဲ့ဒီနောက်စုစုကဧကန်အောက်မှာတက်ထားတဲ့ CCTV ကင်မရာကိုလက်ညှိုးထိုးပြပြီးတော့ကိုရှင်ဖုန်းမြင်သွားယူလိုက်ကင်မရာထဲကဗီဒီယိုဖိုင်ကို
အခုချက်ချင်းပြန်ကြည့်ရအောင်အဲ့ဒါလို့ကျွန်တော်ကိုပြောတော့ကျွန်တော်လည်းဖုန်းကိုအမြန်သွားယူလိုက်တယ်ဗျ CCTV ထဲမှာတော့အယုတ်ကောင်းလေးကသူ့လိုလှည့်သွားတာဗျကျွန်တော်တို့လည်း CCTV ကိုအချိန်ချင်းပြန်ကြည့်ပြီးတာနဲ့အယုတ်ကောင်းကိုအလိုလိုလှုပ်ရှားသွားစီလောက်တဲ့အကြောင်းရင်းတစ်ခုခုများရှိနေမလားဆိုပြီးတော့ဆိုပါနောက်ဘက်နဲ့အယုတ်အနီးနားကိုတိတိကျကျရှာဖွေစစ်ဆေးကြည့်ကြပါတယ်ဒါပေမဲ့ကြွက်ဖြစ်ဖြစ်ကြောင်ဖြစ်ဖြစ်ဘာအေးရောင်ဘာအကောင်းမှကိုလုံးဝကိုမတွေ့ခဲ့ဘူးဗျာအဲ့ဒီနေ့ကအယုတ်ကောင်းကိုတကယ်ပဲအသက်ဝင်လှုပ်ရှားသွားစေခဲ့တာဘာများဖြစ်နိုင်မလဲလေးပြင်းတက်ရအောင်လဲကျွန်တော်ရဲ့အိမ်ကတကားတွေကအကုန်လုံးကိုပိတ်ထားတာဒါမှမဟုတ်ကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်တဲ့အရာတစ်ခုခုကပဲအယုတ်ကောင်းကိုလှည့်ကြည့်စေခဲ့တာလားဆိုတာကိုတော့ကျွန်တော်မိသားစုအတွက်တော့အခုအချိန်ထိအပြေရှာမရနိုင်တဲ့ခြောက်ချားစရာကောင်းတဲ့ဗဟီဒီတစ်ခုပဲဖြစ်နေသေးပါပဲဗျာဒီဇလန်လေးကိုပေးပို့လာတဲ့သူကတော့ကျွန်တော်အပေါ်မှာပြထားတဲ့အကူပဲဖြစ်ပါတယ်ဗျာအခုလိုတကူတကပေးပို့လာတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နာမည်ကမျိုးမင်းအောင်ပါအသက်က29နှစ်ရှိပါပြီဘိုးတိုင်းအုပ်ဖို့မျိုးကပါဒီဖြစ်ရက်က2023ခုနှစ်မိုးရာသီမှာဖြစ်ခဲ့တဲ့အဖြစ်ပြက်ဗျအခုဒီအဲ့ဒီအကြောင်းကိုလူသိရှင်ကြားမပြောဘူးပါဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်တော့ဘာဖြစ်ခဲ့လို့ဖြစ်ခဲ့လဲဆိုတာအခုထိကိုတိတိကျကျကိုရှင်းရှင်းလင်းလင်းကိုမသိသေးလို့ဗျအခုတော့မြန်မာ Midnight တင်းကအဖွဲသားတွေကိုကျွန်တော်အဖြစ်တွေကိုပြောပြလိုက်ပါပြီဗျာအဲ့ဒီချိန်တုန်းကကျွန်တော်ကစက်သွေးတာဝါတိုင်းတွေကိုလိုက်စစ်တဲ့အလုပ်လုပ်နေတာဗျတခါတလေမြို့ထဲမှာအလုပ်လုပ်ရပေမဲ့တချို့ရက်တွေဆိုလူနေတဲ့ကြီးရွာတွေမှာညအိပ်ရတတ်ပါတယ်အဲ့ဒီအပတ်ကကျွန်တော်တို့အဖွဲ့ကတရက်ချောင်းကြီးရွာကို3ရက်သွားရတယ်ဗျရွာထဲမှာတဲခုကမ်းမရှိလို့ရွာလူကြီးဦးတန်းရွှေရဲ့အိမ်ဘေးကရက်ကလူမနေတဲ့တစ်သားနှစ်ထပ်အိမ်လေးကို3ရက်ငှားနေခဲ့တယ်ဗျကျွန်တော်ကတခန်းတခြားအဖွဲ့သားတွေကတခန်းသူတို့ကအပေါ်တက်ကျွန်တော်ကအောက်ထပ်မှာနေတာပါအိမ်ကနှစ်ထပ်တစ်သားအိမ်အဟောင်းလူမနေတာကြတော့ကျမ်းပြင်ကလမ်းလျှောက်ရင်တကြည်ကြည်နဲ့ကိုမြည်တတ်တယ်အဲ့ဒီနေ့ကညစာစားပြီးတော့ဦးတန်းရွှေကအခန်းကိုလိုက်ပြတယ်ဗျအခန်းထဲဝင်ပြီးအိတ်ကိုနန်းရံဘေးကိုချထားလိုက်တယ်ကျွန်တော်လည်းဖနက်ကိုတကားရှိမှစုံစုံလေးချထားတယ်အဲ့ဒီနေ့ကပင်ပန်းကဲလို့ဖုံးအားသွင်းပြီးတာနဲ့မီးကိုပိတ်ပြီးတော့ကျွန်တော်အိတ်ချလိုက်တယ်မနက်6နာရီလောက်နိုးလာတော့ပထမဆုံးသတိထားမိတာကဖနက်ဗျကျွန်တော်ချွတ်ထားတဲ့နေရာမှာမရှိတော့ဘူးအခန်းထောင်သားကိုရောက်နေတယ်ညကအိတ်ချင်မှုတူနဲ့ကန်လိုက်မိတာဖြစ်မယ်ထင်တယ်လို့တွေးနေတာဒါပေမဲ့ဖနက်နှစ်ပတ်စလုံးကကျွန်တော်နဲ့ဘေးချင်းရှင်ပြီးတော့တိတိကျကျခြားထားသလိုဖြစ်နေတာကျွန်တော်ကတယောက်တည်းအိတ်တာဗျာတခြားလူလည်းမဝင်နိုင်ဘူးကြက်လဲထိုးထားတာဒါပေမဲ့အဲ့ဒီကိစ္စကိုစိတ်ထဲမထားဘဲနဲ့ကျွန်တော်အဲ့ဒီနေ့မှာအလုပ်သွားလိုက်တယ်နောက်ညရောက်တော့မအိတ်ခင်ဖက်နှက်ကိုကျွန်တော်ဓာတ်ပုံရိုက်ထားလိုက်တယ်ဗျတကားဘေးမှာဘယ်ဘက်ကဘဲညာဘက်ကညာသေချာအောင်ရိုက်ထားတာမနှက်နိုးလာတော့ဗျာဖက်နှက်ကထက်ရွေ့နေပြန်တယ်ဒီတခါပူထူးတာကဘယ်ဘက်ဖက်နှက်ကညာဘက်ကိုလှည့်ထားပြီးတော့ညာဘက်ဖက်နှက်ကဘယ်ဘက်ကိုလှည့်ထားတယ်လူတယောက်အိမ်ပြင်ကိုထွက်ရင်ဝစ်ဖို့ပြင်ထားသလိုဖြစ်နေတာကျွန်တော်ဖုန်းထဲကမင်းညဓာတ်ပုံကိုပြန်ဖွင့်ကြည့်တယ်မင်းညကနေရာနဲ့လုံးဝကိုမတူဘူးကျွန်တော်ဒီလိုနဲ့ဦးတန်းရွှေကိုသွားပြီးတော့သူကခဏတော့တိတ်သွားတယ်ဗျပြီးတော့အခန်းထဲကဘာရီပျောက်သေးလဲလို့ကျွန်တော်ကိုမေးတယ်ကျွန်တော်လည်းဘာမှကိုမပျောက်ပါဘူးဗျာလို့သူ့ကိုပြောလိုက်တယ်ဒါဆိုညဘက်အပေါ်ထသွားရင်းနဲ့ချွတ်ထားမိတာဖြစ်မှာပါတဲ့အဲ့ဒီစကားကကျွန်တော်ကိုပို့ပြီးတော့စိတ်မသက်မသာဖြစ်စေတယ်ဗျကျွန်တော်ညကအပေါ်ထမသွားဘူးဆိုတာကျင်းနေပြောရဲတယ်ဗျာဒီလိုနဲ့ကျွန်တော်တတိယနေ့ညနေအလုပ်ကနေပြန်လာတော့အိမ်ရှိကအဖွားကြီးတရားကိုကျွန်တော်ကိုကြည့်ပြီးတော့တာအခန်းထဲမှာတယောက်တည်းနေတာဟုတ်လားအဲ့ဒါလိုမေးတာဗျညဘက်ဆိုရင်အပြင်သိပ်မထွက်နဲ့တဲ့ကျွန်တော်လည်းဟုတ်ကဲ့လို့ပဲပြန်ပြောလိုက်တယ်အဲ့ဒီညကဖက်နှက်ကိုအရင်ညလိုပဲထားလိုက်တယ်အိပ်ပျော်တဲ့အချိန်တယောက်ယောက်ဝင်လာမလားဆိုတဲ့ကြောက်စိတ်နဲ့တကားအတွင်းဘက်မှာစက်ကူပါတရွက်ညှက်ထားတယ်တကားဖွင့်ရင်စက်ကူကျသွားမယ်ပေါ့ဗျာကျွန်တော်ပြည်တိုင်းဘက်ကိုလည်းအတွင်းကနေတော့ခတ်ထားလိုက်တယ်မနေ့ရောက်တော့စက်ကူကဒီအတိုင်းပဲပြည်တိုင်းဘောက်လည်းပိတ်လျက်သားပဲဒါပေမဲ့ဗျာဖက်နှက်ကတော့ထပ်ပြီးတော့နေရာပြောင်းနေတယ်ဒီတကားဖက်နှက်နှစ်ပတ်ကတကားကိုမျက်နှာမူထားတာမဟုတ်တော့ကျွန်တော်အိပ်ယာကိုမျက်နှာမူပြီးတော့အိပ်ယာဘေးမှာတိတိကျကျကိုချထားတာကျွန်တော်လည်းချက်သိန်းတွေဖြန်းခနဲ့ထသွားပြီးတော့ခေါင်းနှပန်းတွေပါကြီးသွားတယ်ကျွန်တော်တို့အဖွဲ့တွေလည်းအဲ့နေ့မှာပဲအ
အလုပ်ကိုလက်စတက်ပြီးတော့စက်မဲ့အိတ်တော့ပဲနဲ့ပြန်လာခဲ့လိုက်တယ်ဗျာကဲဒီအကြောင်းအရာလေးကိုပေးပို့လာတဲ့သူကတော့ကျွန်တော်ဒီပေါ်မှာပြထားတဲ့အကူပဲဖြစ်ပါတယ်ဗျာအခုလိုတကူတကပေးပို့လာတဲ့အတွက်ဒီကအကူကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နာမည်ကိုမင်းပါကျွန်တော်ကနေမီအစုံကိုကုန်တင်ကားမောင်းနေတဲ့သူတယောက်ပါဒီဖြစ်ပျက်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကရှမ်းပြည်နယ်ကလောတာစီအစင်လမ်းပိုင်းတနေရာမှာကျွန်တော်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့စက်သိန်းထားပွဲရာအဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီနေ့ကကျွန်တော်နဲ့စပီယာလေးတို့ကားကိုလမ်းဘေးမှာခဏရက်ပြီးတော့ဘရိတ်ရီစေးနေတဲ့အချိန်မှာတောင်စင်းလမ်းခွေအကောက်မှာအထက်ကနေပြီးတော့အရှိန်ပြင်းပြင်းနဲ့ထိုးဆင်းလာတဲ့ခရီးတဲ့တင်မှန်လုံးအမြန်ရင်ကြီးတစ်စီးကိုကျွန်တော်တို့လှမ်းမြင်လိုက်ရတယ်ဗျအဲ့ဒီကားကြီးကဘရိတ်ပေါက်သွားပုံရပြီးတော့ရင်မောင်းဖြစ်သူကကားကိုမတိမ်မောက်အောင်ဂီယာတွေချပြီးတော့အသက်လူပြီးတော့ထိမ့်ချုပ်မောင်းနေလာခဲ့တာပါကားကအပေါ်ကနေအောက်ကိုဆင်းလာတာဆိုတော့အရှိန်ကတော်တော်ကြီးကိုပြင်းတာဗျလမ်းခွေတစ်ခုကိုအောင်မြင်စွာ꿰နိုင်တော့မယ်လို့ထင်ရပေမဲ့ရုတ်တရက်ကားကြီးကအရှိန်လွန်သွားပြီးတော့လမ်းဘေးကွန်ကရစ်တုံးတွေကိုဝင်တိုက်မိသွားတယ်အုံးဆိုတဲ့ကြီးမားပြင်းထန်တဲ့အတန်ကြီးနဲ့အတူအဲ့ဒီကားကြီးကလေထဲကိုမြောက်တက်သွားပြီးတော့လမ်းမေးကြောက်ထဲကကျေပြင်းလာတဲ့ကြောက်စစ်တွေစမ်းချောင်းအကျော်တောဆန်နာအထိကိုအကြိမ်ကြိမ်လိမ့်ကျသွားခဲ့တာဗျာကျွန်တော်နဲ့ကားဆက်ဘေးကကျွန်တော်တို့နှစ်ယောက်ကတော့အသက်ရှင်ကြံရစ်သူမရှိတော့တော့ဘူးလို့ထင်မှတ်ထားပေမဲ့ကယ်ဆယ်ရေးလုပ်ဖို့တက်နိုင်တဲ့လောက်ကူညီမဲဆိုတဲ့စိတ်နဲ့အဲ့ဒီမီးအိုးတွေထွက်နေတဲ့အဲ့ဒီတောထဲကိုကျွန်တော်အမြန်ပြေးဆင်သွားခဲ့တယ်ဗျကားစီနှံ့တွေသွေးညီနှံ့တွေပြည့်နှက်နေပြီးတော့လူသေးကောင်အလောင်းတွေကလည်းအဲ့ဒီတောထဲရဲ့မြက်ခင်းတွေကြားထဲမှာနေရာအနှံ့ကိုပြန်ကျဲနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုသွေးတန်ရဲရဲနဲ့တေဆုံးနေပြီလို့ထင်ရတဲ့လူတွေကရုပ်ရှင်ကားတွေကလိုမျိုးတယောက်ပြီးတယောက်အသက်ရှူတန်ပြင်းပြင်းတွေနဲ့ထိုင်လာပြီးတော့တချို့တွေဆိုမတ်တက်ပါထရက်လာကြတာကိုအန်အောခြောက်ချားပွဲရာကိုမြင်တွေ့လိုက်ရတယ်ဗျာရင်တိုင်းမှုရဲ့ပြင်းထန်တဲ့ရှော့ကြောင့်အသီးစိတ်လွတ်ပြီးတော့ထပြီးတော့လှုပ်ရှားကြတာထင်ပါရဲ့ဗျာအဲ့ဒီလိုကမောက်ကမနဲ့ငရဲကန်းလိုဖြစ်နေတဲ့အခြေအနေမျိုးကြီးထဲမှာအနောက်တိုင်းဝစ်စုံအမဲရောင်ကိုတက်တက်ရဲရဲဝစ်စင်ထားတဲ့ခရီးတဲ့တယောက်ကိုကျွန်တော်သတိထားမိလိုက်တယ်ဗျပတ်ဝန်းကျင်မှာလူတွေကသွေးတန်ရဲရဲနဲ့အော်ဟစ်ညီးတွားနေကြပေမဲ့အဲ့ဒီလူရဲ့ကိုယ်ပေါ်မှာတော့ဒဏ်ရာဒဏ်ချက်တွေရှိနေပေမဲ့လေသူ့အင်ကြီးပေါ်ကဖုံတွေကိုအေးအေးဆေးဆေးခါထုတ်နေတာဗျသူ့ကြည့်ရတာနာကျင်မှုမရှိသလိုပဲသူ့ရဲ့ခြေထောက်ကတော့လူကောင်းလို့မဟုတ်ဘဲနဲ့ထောက်နဲ့လို့ဖြစ်နေတယ်သူလည်းထိတ်လန့်လွန်းလို့အသီးစိတ်လွတ်နေပုံရပြီးတော့အနီးနားကအနက်ရောင်လက်ဆွဲတစ်တာတစ်လုံးကိုကောက်ကင်ပြီးတော့လူသူမရှိတဲ့တောနတ်ပိုင်းစီကိုတက်မက်မက်ကြီးကိုရှောက်သွားတာကျွန်တော်ကအကိုအဲ့ဒီဘက်မှာဘာမှမရှိဘူးဗျဒီဘက်မှာကယ်ဆယ်ရေးတွေလာနေပြီဒီဘက်မှာကျွန်တော်အတန်ကုန်လှမ်းអော်ခဲ့ပေမဲ့သူကလုံးဝကိုလှဲ့မကြည့်ပဲနဲ့တောထဲကိုဝင်ပြေးသွားတာဗျအဲ့ဒီဖြစ်ပြီးတပတ်လောက်ကြာတဲ့အခါမှာတော့ရဲတပ်ဖွဲ့ဝင်တွေကအဲ့ဒီပျောက်ဆုံးနေတဲ့ခရီးတဲ့ကိုကလောမျိုးအစုံကတဲခုခန်းတစ်ခုမှာအသက်ရှင်လျက်တွားရောက်တွေ့ရှိခဲ့ကြတယ်ဗျအဲ့ဒီလူကရင်တိတ်မှောက်ပြီးတဲ့နောက်ပိုင်းဦးကောင်းပိုင်းကိုပြင်းပြင်းထန်ထန်ထိခိုက်မိသွားတဲ့အဲ့ဒီစိတ်တန်ရာကြောင့်အသီးစိတ်လွတ်တယ်လို့ဖြစ်သွားပြီးတော့အဲ့ဒီတဲခုခန်းမှာအခန်းအောင်းနေခဲ့တာပါစုံစမ်းစစ်ဆေးသူတွေကသူ့ကိုခမရတောထဲဝင်သွားတော့ကအနောက်ကနေလူတယောက်အော်ခေါ်နေတာကိုဘာလို့ရက်မဆောင်မနဲ့ဆက်သွားတာလဲလို့သူ့ကိုမေးလိုက်တော့သူကကျွန်တော်လှည့်ကြည့်တော့မဲအောင်ဝစ်စုံနေသူကသူ့ကိုမြင်ဒီနေရာကနေထွက်သွားဖို့ပြောတာတယ်ဗျာပြီးတော့သွေးတန်ရဲရဲနဲ့လူတွေကိုကြည့်ပြီးတော့အမဲရောင်ဝစ်ထားတဲ့သူကလက်ပိုက်ရက်သားနဲ့ကြည့်နေပြီးတော့အော်ရဲနေတာတဲ့ဗျာကျွန်တော်လည်းအရန်ကြောက်သွားတာနဲ့အနောက်ကိုယ်တော်လှည့်မကြည့်ရဲတော့ဘဲနဲ့တောထဲကိုဝင်ပြေးသွားတာပါဆိုပြီးတော့သူဖြစ်ပျက်ခဲ့တာတွေကိုရှင်းပြတယ်အဲ့ဒီအကြောင်းကိုကြားတော့ရဲတွေလည်းတော်တော်လေးကိုအံ့ဩသွားတယ်ဗျဒီအမဲရောင်ဝစ်စုံနဲ့လက်ပိုက်ပြီးတော့ရဲနေတဲ့သူကဘယ်သူလဲဆိုပြီးတော့အားလုံးကလည်းမေးခွန်းထုတ်ကြတယ်အဲ့ဒီကယ်ဆယ်ရေးနားကိုရောက်နေတဲ့သူတွေကလည်းတယောက်မှအမဲရောင်အင်ကြီးဝတ်ထားတဲ့သူမရှိဘူးဗျအဲ့ဒီကမောက်လို့စုပေါင်းတည်သွားတဲ့သူအဲ့ဒီက39ယောက်လို့သိရတယ်ဗျအသက်ရှင်တဲ့သူကသူရဲ့၄နှစ်သားအရွယ်ကလေးလေးတယောက်ရဲ့ပဲရှင်ချန်ခဲ့တယ်တဲ့ဗျာကဲဒါကတော့အရန်ကိုထူးဆန်းတဲ့ဖြစ်ရကြီးတစ်ခုပဲဖြစ်ပါတယ်ဗျာဒီလိုထူးဆန်းတဲ့ဖြစ်ရကလေးကိုပေးပို့လာတဲ့သူကတော့ကျွန်တော်ဒီပုံမှာပြထားတဲ့အကူပဲဖြစ်ပါတယ်ဗျာ
အခုလိုတကူတကားနဲ့ပေးပို့လာတဲ့အတွက်အရင်ပဲကျေးဇူးတင်ပါတယ်ဗျာအခုပြောပြမယ်နေပြည်တော်ကဟိုတယ်ကြီးကအရင်ကတင်ချိုင်းကြီးတစ်ခုလိုပဲဗျကျွန်တော်က1980ခုနှစ်လောက်ကနေပြည်တော်မှာနေခဲ့တဲ့သူပါအဲ့ဒီတုန်းကအရန်ကိုတောကြတဲ့နေရာကြီးဗျဟိုတယ်နာမည်တော့ထင်မပြောတော့ပါဘူးအဲ့ဒီအဆောက်အုံကြီးကဟိုးအစကတည်းကဟိုတယ်အဖြစ်တည်ဆောက်ခဲ့တာမဟုတ်ဘူးဗျမူလားကအဲ့ဒီနေရာကနာတာရှည်ယောဂသည်တွေနဲ့ကင်းစာယောဂတွေကိုကုသပေးခဲ့တဲ့တိုင်းရင်းဆေးဆရာတယောက်ပိုင်တဲ့နေရာကြီးလို့သိရပါတယ်တပည့်တော်တွေများစွာနဲ့လူနာတွေကိုသူ့ရဲ့သဘောအတိုင်းကုသပေးခဲ့ပါတယ်ပထမတော့ပျောက်တလူလူနဲ့နောက်တော့ယောဂတွေကအခြေအနေပိုဆိုးလာပြီးတော့သူ့ရဲ့စမ်းသပ်ကုသမှုတွေအောက်မှာလူပေါင်းရာနဲ့ချီပြီးတော့အသက်ဆုံးရှုံးခဲ့ရပါတယ်နောက်ဆုံးမှာတော့ပြဿနာတွေကြီးထွားလာပြီးတော့အဲ့ဒီကုသရေးစင်တာကိုပိတ်ပစ်လိုက်ရပါတယ်နှစ်ပေါင်းများစွာဆွန့်ပစ်ထားပြီးတဲ့နောက်ပိုင်းမှာတော့အဲ့ဒီအဆောက်အုံကြီးကိုအခုဆိုရင်ပြုပြင်မွမ်းမံပြီးတော့ဟိုတယ်အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်2019ခုနှစ်တုန်းကဖြစ်ရတစ်ခုဆိုရင်အတော်လေးကိုနာမည်ကြီးသွားခဲ့တယ်ဗျမတ်သူစာလို့ခေါ်တဲ့အမျိုးသမီးတဦးနဲ့သူ့ရဲ့မိခင်တို့အဲ့ဒီဟိုတယ်အခန်းထဲမှာတဲခုန်နေတော့အမတ်မတင်ဗီဒီယိုရိုက်ကူးနေချိန်မှာကင်မရာထဲမှာထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကဝင်လာတယ်ဗျထူးဆန်းတဲ့အရိပ်မဲတစ်ခုကမတ်သူစာအနာကိုအလင်းမြန်ဖြတ်ပြေးသွားခဲ့တာအဲ့ဒီချိန်မှာတော့သူကဘာမှကိုသတိမထားမိခဲ့ဘူးဗျနောက်အိမ်ကိုရောက်လို့ဗီဒီယိုကိုအနေပြခွက်နဲ့တိတိကျကျပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအရိပ်ကခလေးငယ်တယောက်ရဲ့ပုံစံမျိုးဖြစ်နေတာကိုရှင်းရှင်းလင်းလင်းကြီးကိုတွေးလိုက်ရပါတယ်မကြသေးမီကအမျိုးသမီးဧည့်သည်တဦးကလည်းမနက်ပိုင်း9နာရီလောက်မှာဟိုတယ်အခန်းရဲ့လာတာဆောင်နဲ့ထွက်ထိုင်နေစဉ်မှာထူးဆန်းတဲ့ဗီဒီယိုတစ်ခုကိုထပ်မံရိုက်ကူးမိခဲ့ပါတယ်သူကလာတာဆောင်မှာထိုင်နေတုန်းမှာဘေးပဲကက်ရဲ့အခန်းရဲ့လာတာဆောင်စီကနေမိန်းကလေးတဦးလွမ်းဆုပ်ဖွယ်တချင်းညီးနေတဲ့အတန်ကိုတက်တက်လေးကိုကြားလိုက်ရတယ်တဲ့ဗျာအဲ့ဒီအတန်ကိုကြားတော့အဲ့ဒီအမျိုးသမီးလည်းအရန်ကိုထိတ်လန့်သွားပြီးတော့ကြက်သိန်းတွေပါထလာတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီဘက်လာတာဆောင်အခန်းမှာဘယ်သူမှကိုမရှိဘူးဗျအဲ့ဒီဟိုတယ်ရဲ့ခြံဝန်းထဲမှာတခါတလေည2 နာရီလောက်လမ်းလျှောက်နေတဲ့သူလိုအရိပ်လိုမြင်တွေ့ရတယ်လို့လဲအဲ့ဒီဟိုတယ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတချို့ပြောတာကိုလည်းသိရပါတယ်ကဲဟိုတယ်နာမည်ကတော့ဘာလဲဆိုတာကိုတော့မပြောတော့ပါဘူးဒါကတော့နေပြည်တော်မှာရှိတဲ့ဟိုတယ်တစ်ခုလို့သိရပါတယ်ဗျာဒီဇလန်လေးကိုပေးပို့လာတဲ့သူကတော့ကျွန်တော်ဒီပေါ်မှာပြထားတဲ့အကိုပဲဖြစ်ပါတယ်ဗျာအခုလို့တကူတကပေးပို့လာတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့ရဲ့မြန်မာ Midnight Radio Channel ကနေတင်ဆက်ပေးလိုက်တဲ့ဇလန်တွေကိုအားလုံးပဲကြိုက်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်ဗျဒီရက်ပိုင်းမှာကျွန်တော်လည်းအလုပ်လေးနည်းနည်းရှုပ်နေတာနဲ့ဇလန်လေးတွေကိုပုံမှန်ပြန်မတင်ဖြစ်သေးတာပဲဖြစ်ပါတယ်နောက်ရက်တွေမှာတော့ကျွန်တော်ဇလန်လေးတွေကိုပုံမှန်ပြန်ပြီးတော့တင်ဆက်ပေးပါမယ်ဗျာကျွန်တော်ဇလန်လေးကိုစောင့်မျှော်အားပေးနေတဲ့တငယ်ချင်းတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာနောက်ရက်မှာကျွန်တော်ဇလန်လေးတွေကိုပုံမှန်ပြန်လည်ပြီးတော့တင်ဆက်ပေးပါမယ်စောင့်မျှော်အားပေးနေတဲ့သူတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျာ